နောက်ဆုံးပိုင်းနေရတော့ကျွန်တော်စားနေကြီးပဲစားနေလို့မရသေးဘူးနေလဲလှုပ်ရှားမှုကလည်းလုပ်သေးတယ်ပေါ့တော့အဲ့တော့ကိုလည်းလှုပ်ရှားဖို့ physical activities ပေါ့အဲ့ဒါပတ်သက်ပြီးတော့ဆွေးနွေးပေးဖို့ပါမောက္ခဒေါက်တာတထွန်းချစ်ပေါ့သူကတော့ဆရာကြီးကတော့ရန်ကုန်ပြည်သူ့စစ်ရဲ့စိပညာဌာနရဲ့ပါမောက္ခတူဖြစ်ပါတယ်ပါမောက္ခဒေါက်တာတထွန်းချစ်အနေနဲ့ကျွန်တော်တို့ကိုလည်းလှုပ်ရှားလက်ကျင်ကန်းနဲ့အိတ်ချင်းပြောင်းများပြောမလားပေါ့အဲ့ဒါဒီထည့်ပြီးတော့ဆွေးနွေးပေးပါဦးလို့နော်ကျေးဇူးပါပဲဆရာကြီးဒီနေ့ကျွန်တော်တို့2025ခုနှစ်ကမ္ဘာစီးကျိုသွေးကြိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့မှာအဓိက theme အနေနဲ့ပေါ့ကျွန်တော်တို့လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားဖို့အတွက်ပေါ့အဲဒါဆိုတော့ကျွန်တော်တို့ကလုပ်ငန်းခွင်မှာလည်းဒီလုပ်ငန်းလုပ်နေရင်းနဲ့လည်းကျွန်တော်တို့ exercise တွေလုပ်လို့ရပါတယ်ပြီးရင်ကိုယ့်ရဲ့ lecture တိုင်းမှာလည်းဒီကိုလက်လှုပ်ရှားမှုတွေလုပ်နိုင်ရင်ကျွန်တော်တို့စောစောကရှေ့ကဆရာတို့အမားတို့တင်ပြသွားတဲ့ကျွန်တော်တို့စီးကြိုသွေးကြိုကိုကောင်းကောင်းထိန်းနိုင်မဲ့အချက်တစ်ချက်ကိုကျွန်တော်တို့ကဖြည့်ဆည်းပြီးဖြစ်ပါမယ်ခင်ဗျာအဲဆိုကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာဒီစီးကြိုသွေးကြိုဖြစ်တဲ့ယောဂဖြစ်တဲ့လူတွေကအများစုကကျွန်တော်တို့ကလုပ်ငန်းခွင်မှာတဲမှာပဲရှိကြပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကြည့်လိုက်ရင်လက်ရှိကမ္ဘာလူကြီးက 8.2 billion ရှိပါတယ်ပေါ့အဲ့ဒီထဲမှာဒီ IDF ကထုတ်ပြန်ထားတာစီးကျိုသွေးကြိုယောဂရှိတဲ့လူတွေက989သန်းရှိပါတယ်အဲ့ဒီထဲမှာအလုတ်လုတ်တဲ့အရွယ်က412သန်းရှိပါတယ်ရှိတော့ဒီ989သန်းကနေတွက်ကြည့်လိုက်ရင်80%နှုန်းရှိပါတယ်80%နှုန်းဆိုတော့ဒီအများစုကကျွန်တော်တို့ဒီအလုတ်ထဲမှာပဲနေပြီးတော့ကျွန်တော်တို့စီးကြိုသွေးကြိုယောဂါကိုဆက်လက်ပြီးတော့ control လုပ်ပြီးတော့နေကြရမှာပေါ့နော်အဲ့ဒါဆိုတော့တစ်ချက်ရှိတာတော့တချို့လိုက်ရှာကြည့်ကျွန်တော်တို့နိုင်ငံမှာလည်းမရှိဘူးပေါ့နော်ကဘာတဝမ်းမှာလည်းတကယ်လို့ဒီစီးကြိုသွေးကြိုရှိတဲ့လူတွေတဲမှာအများစုကအလုတ်လုတ်တဲ့အရွယ်ဖြစ်နေတော့ခွဲခြားဆက်ဆံမှုတွေရှိလားလို့ကြည့်လိုက်တော့အဲ့လိုမျိုးတော့မရှိဘူးခင်ဗျနော်အားလုံးဒီကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာပဲဆက်ပြီးတော့လှုပ်ဆောင်နေကြတာပဲအဲ့ဒါကြောင့်လုပ်ငန်းခွင်ထဲမှာနေရင်းနဲ့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပေါ့နော်တစ်ဖက်ကတနေ့မှာလဲအလုပ်ရုံးတက်ရတဲ့အချိန်က8နာရီပေါ့နော်တစ်ပတ်ဆိုရင်9ရက်တက်ရတဲ့ရုံးဆိုရင်ကျွန်တော်တို့နာရီ80ပေါ့နော်အဲ့ဒီထဲမှာဒီရတဲ့အချိန်လေးတွေမှာဒီကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုလုပ်ဖို့လိုပါတယ်ပေါ့နော်အဲ့ဒါကြောင့်အနည်းဆုံးလဲ minimum လောက်လှုပ်ရှားနိုင်ရင်တောင်မှကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကတနေ့လုပ်ငန်းခွင်ထဲမှာဝင်နေနောက်အစည်းအဝေးတွေများနေမယ်ဆိုရင်ပြဿနာကထိုင်တဲ့အချိန်များလာပါတယ်ထိုင်တဲ့အချိန်များလာရင်ကျွန်တော်တို့အတွက်မကောင်းပါဘူးစီးကြိုသွေးကြိုယောဂရှိနေရင်ပိုဆိုးပါတယ်เนาะအဲ့ဒါဆိုတော့ဘယ်လိုလုပ်ကြမလဲပေါ့เนาะဘယ်လိုလုပ်ကြမလဲဆိုကျွန်တော်တို့ meeting ထိုင်နေတယ်အစည်းအဝေးတွေထိုင်နေကြတယ်နောက်ကျွန်တော်တို့ဆရာဝန်တွေဆိုလဲစာသင်နေကြတယ်ပေါ့เนาะနောက်ဗာလဲ protocol book တွေဖတ်နေကြတယ်ဆိုကျွန်တော်တို့ထိုင်တဲ့အချိန်ကအကြာကြီးဖြစ်လာပြီအဲ့လိုမျိုးဆိုရင်တဲ့မိနစ်30ဆိုရင်တစ်ချိန်လောက်တော့ break ပေးပြီးကိုလမ်းလေးလျှောက်တာလေးလုပ်လိုက်ရင်ကိုအဲ့ဒီလောက်လှုပ်ရှားမှုလေးတွေအခုကျွန်တော်တို့ဆိုတောင်ထိုင်နေတာတော်တော်ကြာနေပါပြီခင်ဗျာเนาะအဲ့လိုလေးတွေလှုပ်တင်ပါတယ်ပေါ့เนาะဒါအနှိမ်ဆုံးပေါ့အဲ့ဒီကနေမှနောက်တစ်ဆင့်ပေါ့ဒါကတော့အနည်းဆုံးတစ်ပတ်အတွင်းဆိုရင် aerobic လေ့ကျင့်ခန်းတွေကိုမိနစ်150လောက်လုပ်နိုင်အောင်ကြိုးစားသင့်ပါတယ်အဲ့ဒါဘယ်လိုလုပ်ကြမလဲဆိုတစ်ခါလုပ်ရင်မိနစ်30ပေါ့နော်တစ်ပတ်အတွင်းမှာဆိုရင်9ရက်ပေါ့အနည်းဆုံးရအောင်လုပ်သင့်ပါတယ်အဲ့ဒီကြားထဲမှာလည်းခြားတဲ့ရက်ဒီတစ်ရက်ထက်မပိုသင့်ဘူးပေါ့နော်ဟိုမှာ9ရက်လုပ်ပြီး2ရက်နားမယ်ဆိုရင်မကောင်းပါဘူးเนาะအမှ4ရက်လုပ်ပြီးတော့ရက်ချသွားတယ်ဆိုရင်ကောင်းတယ်ပေါ့เนาะဘယ်လိုမျိုး aerobic exercise တွေလုပ်မလဲဆိုရင်လမ်းလျှောက်မယ်စပိန်စီးမယ်ပေါ့เนาะjogging ဆိုတဲ့ရွရွလေးပြေးမယ်ရေကူးမယ်ပေါ့เนาะအဲ့လိုဟာမျိုးတွေလုပ်နိုင်ရင်ကောင်းပါတယ်ဒါပေမဲ့ workplace ထဲမှာဆိုရင်တော့အချိန်ရရင်လမ်းလျှောက်တာလေးလောက်
လုံနိုင်မယ်ပေါ့နော် jogging ကတော့နေရာလေးရှိရင်ရမယ်ပေါ့နောက် aerobic လေ့ကျင့်ခန်းအပြင်ပေါ့နော်ဒါကတော့ तू က aerobic ဆိုတော့ဒီအရန်ခွန်အားမသုံးဘူးပေါ့နော်တစ်ပတ်မှာ2ရက်ကြာတော့ခွန်အားသုံးရတဲ့လေ့ကျင့်ခန်းတွေကိုလုပ်သင့်ပါတယ်တဲ့အဲ့ဒါဘာလုပ်မလဲဆိုလူရဲ့ body ကိုအသုံးပြုတဲ့ဒီလေ့ကျင့်ခန်းတွေပေါ့အဲ့ဒါဆိုအလေးမမယ်အလေးမဆက်တွေကိုသုံးပြီးလေ့ကျင့်ခန်းတွေလုပ်မယ်နောက်ကျွန်တော်တို့ဓာတ်ထိုးမယ်အိဋ္ဌမတ်တွေလုပ်မယ် body ကိုအသုံးပြုရတဲ့ exercise တွေကိုတစ်ပတ်ကို2ကြိမ်လုပ်သင့်ပါတယ်တကယ်လို့အချိန်ကတော်တော်ကြီးကိုမပေးနိုင်ဘူးဆိုရင်လည်းဒီထက်နည်းတဲ့ဟာလေးကိုလည်းစောစောကပြောသလိုမျိုးပေါ့နော်ထိုင်နေတာကြာပြီဆိုရင်ခဏလှုပ်ရှားပေးတာမျိုးပြီးရင်ဟိုဘက်အခန်းဝင်သွားရင်လမ်းလျှောက်သွားတယ်နောက်ပြီးတော့ဟိုမဲ့ကားနဲ့ဒီကျွန်တော်တို့ရဲ့ workplace ကိုလာရင်ဟိုအဝေးဆုံးနေရာမှာဟိုကားကိုရက်ပြီးတော့လမ်းလျှောက်ခဲ့တယ်ဒီလိုမျိုးလေးတွေပေါ့တတ်နိုင်တဲ့၍ဒီကိုယ်လက်လှုပ်ရှားမှုများအောင်လုပ်ရင်အဲ့ဒါလည်းကျန်းမာရေးအကျိုးကျေးဇူးကအနည်းငယ်တော့ရနိုင်တယ်နော်များလုပ်နိုင်ရင်တော့ပိုကောင်းတယ်ဒါပေမဲ့လုံးမလုပ်နိုင်ဘူးမလှုပ်ရှားနိုင်ဘူးဆိုရင်တော့ဆိုးပါတယ်အဲ့ဒါဆိုနည်းနည်းလေးလှုပ်ရှားမှုလုပ်ရင်ကိုအကျိုးရှိပါတယ်အဲဒါကြောင့်ဒီ workplace မှာဒီ light physical activity ဈေးလေးကိုအားပေးပြီးတော့လုပ်သင့်ပါတယ်ဒါပေမဲ့တတိထားမှာတော့ပေါ့နော်ရုပ်တရက်ဟိုကိုလက်လှုပ်ရှားလုပ်တော့မယ်ဆိုရုပ်တရက်သွေးကြိုကျသွားတာတို့သွေးကြိုတက်သွားတာတို့နော်ဒါမျိုးတွေကိုတတိထားရမယ်အဲဒါကြောင့်ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတွေမလုပ်ခင်မှာနောက်လုံနေတယ်လှုပ်ပြီးတဲ့အချိန်မှာသွေးကြိုကိုစစ်ဖို့လိုပါတယ်တောက်နေတဲ့ဆေးတွေကိုလည်းနဲ့အစားအသောက်ကိုလည်းတိုင်မီနေရောဆေးကိုလည်း adjust ပေါ့နော်ချိန်ညှိဖို့လိုပါတယ်နောက်ပြီးတော့မိမိနဲ့တင့်တော်တဲ့ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းကိုရွေးချယ်ဖို့လိုပါတယ်တချို့ဆိုရင်ဟိုကျွန်တော်လည်းကြားနေရတကယ် heavy exercise တွေလုပ်တဲ့အခါမှာပြဿနာတက်သွားတာတွေเนาะကျွန်တော်တို့ကြားခဲ့ရတာတွေရှိတယ်เนาะဟို cardio ဆိုပြီးအရန်ကို actively လုပ်လိုက်ရင်လည်းမခံနိုင်ရင်ပြဿနာတက်တတ်ပါတယ်နောက်ပြီးရင်တော့ဒီသက်ဆိုင်ရာကိုပြသနေတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးဘယ်လောက်လှုပ်သင့်တယ်လဲဘယ်လိုတွေဆေးတွေချိန်ညှိရမလဲပေါ့เนาะဘယ်လိုလဲဆိုရုပ်တရက်ဖြစ်တတ်ကြတာကမနေ့စောစော exercise လုပ်မယ်ပေါ့เนาะလုပ်မယ်ဆိုရင်သူကဆေးတောက်ချလိုက်တယ်နော်ဆေးတောက်ချလိုက်ပြီးတော့မစားဘူးလေ့ကျင့်ခန်းလုပ်လိုက်တယ်အဲ့ဒီချိန်မှာစောစောကကျွန်တော်ပြောရရုပ်တရက်သွေးကြိုထိုးကြတာအဲ့ဒီမှာသွေးကြိုရမ်းကျသွားရင်သူကချက်ချင်းကိုအသက်အန္တရာယ်ဖြစ်တိုင်တဲ့အခြေအနေတွေရောက်သွားနိုင်တဲ့အတွက်သတိထားဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဟို higher level မှာဆိုရင်တော့ဒီ policy maker စီပေါ့နော်ကျွန်တော်တို့က workplace စီမှာဒီကိုလက်လှုပ်ရှားမှုလုပ်နိုင်မဲ့နေရာတွေဖန်တီးပေးဖို့နောက်အလုပ်ရှင်တွေပေါ့နော်အလုပ်ရှင်တွေကလည်းအလုပ်သမားတွေအဲ့ဒါတွေဒီအားလုံးပါဝင်နိုင်အောင်အတွက်ကျွန်တော်တို့ကငွေကြေးနဲ့သတင်းအချက်လက်တွေပံ့ပိုးမှုပေါ့အဲဆိုငွေကြေးဆိုရင်လည်းအခုဆိုရင်တော်တော်များများကဒီဟို gym တွေသွားကြတယ်ပေါ့အဲ့ဒီ gym ကို incentive ပေးပြီးကိုယ့်ရဲ့ employee ကိုgym သွားတဲ့ဟာတွေအတွက်သူပံ့ပိုးပေးမလားပေါ့နော်နောက်ပြီးရင် medical check up တွေကိုပံ့ပိုးပေးမလားအခုကျွန်တော်တို့တွေလုပ်တဲ့ဒီ advance တွေမှာကူညီပြီးတော့သတင်းချက်လက်တွေရတာတွေကိုလုပ်ပေးမလားအဲ့လိုမျိုးလုပ်ဖို့လိုပါတယ်နောက်တစ်ခုကじゃဒီ workplace မှာပေါ့နော် workplace မှာကြတော့တင့်လျော်တဲ့တော့ဒီကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေလုပ်နိုင်မဲ့တင့်လျော်တဲ့လုပ်ငန်းခွင်နေရာထိုင်ခင်းတွေပြုလုပ်ပေးရင်ဒါအားလုံးပူးပေါင်းပါဝင်ရင်ဒီကျွန်တော် workplace ကလည်းဒီစီးကြိုသွေးကြိုရှိတဲ့လူနာတွေကိုအကောင်းဆုံးကျန်းမာရေးအတွက်ဟိုဖန်တီးပေးနိုင်မဲ့နေရာတစ်ခုဖြစ်လာနိုင်ပါတယ်ပေါ့နောက်တစ်ခုကအလုပ်လုပ်တယ်ဆိုတော့တခြားစဉ်းစားရမယ့်အချက်တွေကဘာဖြစ်နိုင်လဲဆိုတချို့ကြတော့ဒီစီးကြိုနဲ့တွဲပြီးဖြစ်နိုင်တာဒီ heavy ဟိုပေါ့ temperature တွေမှာအလုပ်လုပ်ရတဲ့လူတွေနောက်တစ်ခုကဟိုဒီ shift work တွေပေါ့အချိန်နဲ့လေမနေ့ဆင်းလိုက်နေ့လည်ဆင်းလိုက်ညဆင်းလိုက်အဲ့လိုမျိုးတွေဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့ diabetes control မှာခက်ခဲတာတွေဖြစ်နိုင်တယ်ပေါ့အဲ့ဒီဟာတွေကိုဘယ်လိုကျွန်တော်တို့ဒီထိန်းချုပ်မလဲပေါ့နော်ဒီကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်နိုင်အဲ့ဒါတွေကအလုပ်ရှင်တွေကနေပူပေါင်းပါဝင်ပေးမှရမှာပါနောက်တစ်ခုက
ဒီဟိုပါပေါ့နော်အလုတ်လုတ်တယ်အလုတ်တွေကရှုပ်တယ်ဥမာညအထိအလုတ်တွေပါတယ်နောက်ဟိုဟာအိတ်ချိန်နေပေါ့နော်အိတ်ချိန်နေအလုံးနဲ့ပတ်သက်နေတာအိတ်ချိန်ကလည်းကျွန်တော်တို့အခုစောစောရှစ်ဖြစ်တဲ့လူတွေကလည်းအိတ်ချိန်အပြဿနာတက်နိုင်တယ်အဲ့ဒါဆိုတော့ကြတော့ဒီအိတ်ချိန်ကိုလည်းသူကဒီအိတ်ရမယ့်အချိန်ကိုဟိုဟာပြည့်ဝအိတ်ဖို့လိုပါတယ်နောက်ပြီးတော့ကြတော့အိတ်တဲ့ sleep quality ပေါ့နော်ကောင်းကောင်းနှစ်ချိုက်အိတ်မှလည်းကျန်းမာရေးအတွက်ကောင်းပါပေါ့နော်ဒါတွေအားလုံးကိုအလုပ်ရှင်တွေရောအလုပ်သမားတွေရောပူးပေါင်းပါဝင်ပြီးလုပ်မှကျွန်တော်တို့ရဲ့စီးကြိုသွေးကြိုထိန်းချုပ်မှုတွေကကောင်းပြီးတော့ဒီအလုပ်သမားတွေဟာဒီကျန်းမာတဲ့စီးကြိုသွေးကြိုယောဂရှိတော့လဲဆက်လက်ပြီးတော့ကျန်းမာပြီးတော့အားလုံး workforce ကလည်းအထိကိမရှိဘဲနဲ့လုံနိုင်မှာဖြစ်တဲ့အကြောင်းတင်ပြရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာကတော့ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းကိုလုပ်ငန်းခွင်ဒီနှစ်ဆောင်ပုံးနဲ့ကိုင်းညီအောင်လို့ဆရာဆွေးနွေးသွားတယ်ပေါ့နော်အဲ့တော့ကျေးဇူးတင်ပါတယ်ပေါ့ကျွန်တော်တို့ထပ်ဖြည့်ဆွဲပြီးဆွေးနွေးရမယ်ဆိုရင်ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းဆိုတာ2မျိုးရှိပါတယ်တစ်ခုကတော့နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ daily activities တွေပေါ့အဲ့ဒီ daily activities ကိုပို့ပြီးတော့လှုပ်ရှားမှုများအောင်လို့ကျွန်တော်လုပ်ပေးဖို့ပေါ့အဲ့တော့ဆောရပြောတဲ့တဲမှာပါပါတယ်မှာကားပေါ့ကားကိုကားရက်တယ်ကားပါကင်ကိုဝေးမှရက်တယ်အဲ့တော့လူကလမ်းလျှောက်သွားတယ်လမ်းလျှောက်သွားပြတ်သွားတယ်ပေါ့နောက်အပေါ်တက်တက်တယ်ပေါ့မမြင်လုံးသောအထိုက်ကိုမမြင်လုံးသောအထက်များဆိုရင်ကျွန်တော်လှေကားပဲတက်သွားမယ်ပေါ့ပြန်စင်းလှေကားဆင်းမယ်ပေါ့နော်အလဲလွယ်တကူ escalator နဲ့တက်တယ် lift နဲ့တက်တာမလုပ်ဘဲနဲ့ပေါ့လှေကားပဲတက်ဆင်းလုပ်ခြင်းပေါ့အဲ့ဒါလေးဒါဒီစီနောက်နေ့စဉ်ပဲပေါ့မွေးတဲ့လုပ်ငန်းခွင်ပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစပိန်စီးသွားရင်လည်းသွားမယ်ဒါမှမဟုတ်လို့ရှိရင်လည်းလမ်းလျှောက်သွားမယ်ပေါ့အဲ့ဒီအစားကားနဲ့ပဲသွားမယ်ကားနဲ့ပဲသွားမယ်ဆိုရင်ကိုယ်လက်လှုပ်ရှားမှုတွေနေသွားမှာပေါ့စပိန်စီးမယ်ဒါမှလမ်းလျှောက်သွားမယ်ဆိုပို့ပြီးတော့လှုပ်ရှားမှုကနေ့စဉ်ထဲမှာပါသွားမယ်ပေါ့ဒါနောက်တစ်ခုကလုပ်ငန်းခွင်တွင်းမှာပဲပေါ့ sedentary life ပေါ့အထိုင်များတဲ့ဟာတွေပေါ့အများစုကတော့3မိနစ်30တိုင်းကိုထပါလို့ပြောတော့တကယ်လည်းလက်တွေ့ကြတော့ practical သိမဆန်ဘူးကျွန်တော်စီးဝေးထိုင်နေ protocol တွေတိုင်း30တိုင်းထားပြီးခဏ break လုပ်ပြီးထားဖို့ကြတော့တော်တော်ခက်တယ်ပေါ့အဲ့တော့ကျွန်တော်တို့က30တဲ့ပူကြပြီဆိုရင်ကျွန်တော်ထိုင်ရတဲ့လုပ်နိုင်တဲ့လေ့ကျင့်ခန်းလေးတွေရှိပါတယ်ပေါ့ဥပမာဆိုရင်ကျွန်တော်တို့အဓိကခန္ဓာကိုယ်မှာကြီးသော muscle များကခြေသုံး muscle နဲ့ပေါင်းရဲ့ရှိတဲ့ကြွက်သားများဖြစ်တဲ့အတွက်ထိုင်တဲ့အချိန်မှာပဲကိုယ်ပိုင်ကိုပေါ့ခြေသုံးကိုကျွန်တော်တို့အပေါ်ကွေးလိုက်ဆန့်လိုက်လို့တယ်ပေါ့နောက်အောက်ကိုနင်းချတယ်အပေါ်ချတယ်အဲ့ဒါခြေသုံးကိုလေ့ကျင့်ခန်းအနည်းဆုံးတော့10ခါလောက်ပေါ့ဆိုတော့1 2 3 4အဲ့လိုမျိုးကျွန်တော်လုပ်လိုက်ခြေသုံးလုပ်ပြီးရင်ပေါင်နေနေဆိုရင်ကျွန်တော်ထိုင်နေတဲ့အချိန်မှာပဲ1 2 3 4ပေါ့အဲ့ဒါ10ခါလောက်လုပ်လိုက်ရင် every 30 minutes ပေါ့မိနစ်30တိုင်းမိနစ်30တိုင်းပေါ့ဆိုအဲ့ဒါလေးဆိုရင်ကျွန်တော်တို့ကအနည်းဆုံးတော့ခန္ဓာကိုယ်ရဲ့အကြီးဆုံးသောmuscle တွေကိုကျွန်တော်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အတွက်ကျန်းမာရေးနဲ့ညီညွတ်မယ်ဖြစ်နိုင်ရင်တော့မိနစ်30မှာထမယ်ပေါ့ထပြီးတော့ကျွန်တော်ကလမ်းလေးလျှောက်မယ်လမ်းလျှောက်ဖို့ဖြစ်နိုင်ဘူးပေါ့စီဝက်နဲ့ထထွက်သွားလို့လည်းမဖြစ်ဘူးလေအကုန်လုံးကစီဝက်ကရုပ်သေးတွေကုန်ဖြစ်ကုန်မှာပေါ့နော်အဲ့တော့ထလို့ရတယ်ဆိုလို့စရင်ထလိုက်ပြီးတော့အဲ့နားလေးမှာပဲထိုင်ထလေးပေါ့ကျွန်တော် squatting လေးပေါ့ထိုင်ချတာလေးပေါ့ထိုင်ချလေးလုပ်မယ်10ခါလောက်ပေါ့ထိုင်ချလေးလုပ်မယ်ဆက်မယ်နောက်ပြီးတော့ပုတ်ကိုစက်ကိုဟာလေးကင်ပြီးတော့ခုံလေးကိုကင်ပြီးတော့ခြေပြားထောက်ပြီးတော့မတက်ရမယ်ခြေပြားထောက်ပြီးမတက်ရမယ်ပေါ့ဆိုတော့အဲ့ဒါလုပ်ပြီးရင်ကိုလုံးဝမလုပ်တာလည်းဆိုင်ပိုတက်တာတယ်ပေါ့အရေးကြီးတာပါလဲဆိုတော့ကျွန်တော်တို့လက်ရှာတိုင်းမှာကျွန်တော်တို့ TV တွေကြည့်နေတယ်ပေါ့ဒီပဲကိုရီးယားကားတွေကြည့်တယ် popcorn တွေစားတယ်ကိုရီးယားတောက်အဲ့လိုမညွတ်အကြမ်းမိုင်နဲ့ညွတ်တဲ့စားတာတွေမစားဘဲနဲ့ကိုရီးယားက drama 45မိနစ်လောက်ကြာတာအဲ့45မိနစ်အနည်းဆုံးတော့45မိနစ်ပြီးသွားတဲ့အချိန်လုံးမှာထပြီးတော့ထပြီးလမ်းလျှောက်မယ်အော်ဒါမှထိုင်ကြည့်နေမှသာထပြီးတော့ကြည့်မယ်ပေါ့အော်ဒါမှထိုင်ကုန်မှာပဲထိုင်လိုက်ထားလိုက်ကြည့်ကိုလှုပ်ရှားဖို့ပေါ့ကိုနဲ့ကြိုက်မဲ့ဟာပေါ့ကိုပတ်ဝန်းကျင်နဲ့ကြိုက်မဲ့ဟာကိုကြံပန်ပြီးလှုပ်ရှားနေဖို့အဲ့ဒါနေ့စဉ်နေတဲ့အတိုင်းဝိုင်းမှာနေ့စဉ်နေတဲ့လှုပ်ရှားမှုကိုပို့ထည့်ဖို့နောက်ပြီးတော့လေ့ကျင့်ခန်းတီးတန့်လုပ်ရတယ် physical activity တီးတန့်ပေါ့ဆရာဦးတက်ထွန်းကြီးပြောထားတဲ့ aerobic exercise ဒီကုလုံးမှာရှိတဲ့ကြွက်သားတွေပေါင်းလို့လှုပ်ရှားတယ်ပေါ့နော်ဒါမှမဟုတ်ရင်ကျွန်တော်လမ်းကို brisk walking ပေါ့ဆရာတော့ရွလေးပြေးတယ်လို့ကျွန်တော်တကယ်တည်းတော့တွတ်လေးပေါ့ခတ်တွတ်လေးကျွန်တော်ပြေးတာပေါ့နော်အပြင်းပြေးတာကျွန်တော်တို့အဲ့ဒါတစ်မျိုးပေါ့ခတ်တွတ်လေးပဲပြေးတာတစ်မျိုးပေါ့နော်အဲ့တော့ brisk walking ပေါ့အဲ့ဒါမျိုးလမ်းကိုတွတ်လေးလျှောက်တာပေါ့အဲ့ဒါ brisk walking ပေါ့လမ်းကိုလဲရှားလေးကျွန်တော် golf ရိုက်တယ်ပေါ့ golf တလုံးချလိုက်ပေါင်းတဲ့ရဲလေပြီးတဲ့အခါကျရေလာဝါလဲစကားပြောပြေးရှောက်တယ်အဲ့တော့ golf ကြီးကြည့်လိုက်ကိုဘိုက်တွေဘူးနေတာပဲပေါ့နော်ဘာကြောင့်လို့ကိုလက်လူချမ်းမှုအဲ့လိုဖြစ်နေတော့အဲ့လိုတွတ်လေးလျှောက်တာ brisk walking ပေါ့နော်အဲ့တော့တွတ်လေးလမ်းလျှောက်ခြင်းပေါ့ဒါမျိုးတွေကျွန်တော်ကတီးတန့်လုပ်ယူရတယ်တီးတန့်လို့အဲ့မှာတစ်ပတ်ကို2ချိန်အနည်းဆုံး resistant muscle အတွက် training ပေါ့အနည်းဆုံးတစ်ပတ်ကို2ခါလောက်တော့လုပ်ဖို့တင်တယ်ပေါ့
အလွယ်ဆုံးကတော့ကိုယ်ခန္ဓာကိုယ်အသုံးပြုလုပ်ရမယ်ဆိုရင်နေအောင်ပြီးတော့ကျွန်တော်အိတ်ထက်မှတ်တယ်ပေါ့အဲ့ဒါလုံနိုင်ဆိုခေါင်းနေပြီးတော့အိတ်ထက်မှတ်တယ်ပေါ့အနည်းဆုံး10 က2 ခါပေါ့20ပေါ့နော်အဲ့ဒါမျိုးလုပ်မယ်အဓိကအားပြီးတော့ squatting မယ် muscle က exercise က2မျိုးရှိတယ်တစ်ခုကဘာလဲဆိုတော့ concentric exercise ကျွန်တော် weight ကိုဒီလိုမှားတယ် weight ကိုမှားနောက်ဆုံးကြတော့ကျွန်တော်လက်ပေါင်းကျက်သားကြီးကြီးလာအဲ့ဒါ concentric exercise လို့ခေါ်တယ် muscle တူတော့လုပ်တာကိုအားစိုက်ပြီးလုပ်တယ်ဒါပေမဲ့ကျွန်တော်ကနှလုံးရောဂါနဲ့ကြံတဲ့ဟာတက်တာက eccentric exercise muscle ကိုဆန့်ထုတ်တဲ့အချိန်မှာကျွန်တော်ပူအားစိုက်ရတယ်ပေါ့အဲ့တော့အကောင်းဆုံးကကျွန်တော်ထိုင်ချလိုက်တယ်ပေါ့ထိုင်ချတော့သိပြတ်တာပြီးပြန်ထားတဲ့အချိန်ပြတ်တာဖြစ်တာအဲ့ပြန်ထားတဲ့အချိန်ကကျွန်တော်ကြောက်တော့ဆွဲဆန့်တဲ့အချိန်ပေါ့ခြေတလုံးနဲ့ဒီလိုပဲဆွဲဆန့်နဲ့ပြန်ချတယ်ပေါ့အဲ့တော့ပြန်ထားတဲ့အချိန်မှာ exercise တွေဒီလိုကိုယ်ချလိုက်တယ်ပြီးပြန်စားတဲ့အချိန်မှာအဲ့တော့ muscle eccentric exercise တွေဘလို့လို့ဆိုရင်တဲ့ခန္ဓာကိုယ်ထဲမှာinsulin resistance နဲ့ insulin အာနိသင်ကြခြင်းတွေကိုတက်တာနေနိုင်တယ်တဲ့အဲ့တော့အတံမျိုးတွေလုပ်ဖို့ပေါ့ဆိုတော့ဆရာဦးတက်ထွန်းပြောတာနဲ့ကျွန်တော်ပြောတာနဲ့ပေါင်းလိုက်ရင်တော့အကုန်ပြည့်စုံသွားပေါ့နောက်တစ်ခါလှုပ်ရှင်များအနေနဲ့ကတော့မိမိလုပ်ငန်းခွင်မှာစီးကျူသွေးကျူယောဂရှင်များနဲ့ကျန်တဲ့လူများအတွက်ပေါ့သွေးကျူဖောက်ခြင်းပေါ့လိုအပ်တဲ့ချိန်မှာဖောက်စစ်နိုင်အောင်ပေါ့ကျွန်တော် glucometer လေးထားပြီးမယ်ပေါ့စေကန်းလေးသိတာထားမယ်သွေးပေါင်လေးတိုင်းနိုင်အောင်ကျွန်တော်အနည်းဆုံးတော့အဲ့လောက်လေးတော့ထားလိုက်ဖြစ်နိုင်တော့ ECG ဆက်လေးပါထားတင်တာပေါ့သဘောကတကယ်လို့များသွေးကျူကြတယ်လို့ပြောတဲ့ချိန်ကြလို့ရှိရင်အရေးပေါ်လေးများထိုးနိုင်မဲ့ glucose လေးများဆောင်ထားတယ်ပေါ့သဘောပြကျွန်တော် 5% drip လေးတွေဆောင်ထားမယ် 10% drip လေးပေါ့နတ်စီရှိမယ်ဆရာဝန်တွေရှိမယ်ဆိုလို့ရှိရင်စီးကျူသွေးကျူနဲ့ဆိုင်တဲ့ကုထုံးလေးတွေအတွက်ကြာခြင်းအတွက်အဓိကကြာခြင်းကိုကျွန်တော်ကြောက်တာလေအဲ့တော့ကြာခြင်းကိုကျွန်တော်အဲ့လိုလေးတွေလုပ်နိုင်တဲ့စေကန်းလေးတွေပေါ့အဲ့မှာပစ္စည်းလေးတွေကျွန်တော်အလယ်တူနဲ့ဆောင်ထားပေးနိုင်ဘူးပေါ့နောက်တစ်ခါကိုလည်းလုံချားတွေကိုလေ့ကျင့်တဲ့အခါမှာအားတဲ့ချိန်မှာသူများနိုင်ငံတွေမှာဆိုရင်တော့သူတို့က workplace မှာပဲ gym လေးတွေလုပ်ပေးထားတယ်ပေါ့လမ်းလျှောက်ဆက်ပေါ့လမ်းလျှောက်ဆက်လေးတွေကျွန်တော်ထားပေးတယ်ဆိုတော့ပြောတဲ့စပိန်စီးတဲ့ဆက်ကလေးထားပေးတယ်နောက် weight train နဲ့ထားတယ်တိတ်နဲ့ကြည်ကြီးမလိုပါဘူးတိတ်ပြီးတော့ပစ္စည်းအများကြီးမလိုပါဘူးလုပ်ငန်းခွင်မှာလုပ်နိုင်တဲ့လူတွေလှည့်ကြလုပ်ဖို့အဲ့ဒါမျိုးတွေဖြစ်ရင် workplace ကိုကျမ်းမာရေးနဲ့ညီညွတ်အောင်လုပ်ပြီးလို့ရှိရင်ဒါလုပ်ရှင်များနည်းနည်းလေးလုပ်ပေးစီခြင်းနဲ့လုပ်ချင်တဲ့စန္ဒရှိဖို့ပဲလိုတယ်ပေါ့တိတ်ပြီးတော့ထူးတွေပုံကုန်ကြသွားမယ်လို့ကျွန်တော်တို့မထင်ဘူးပေါ့နော်နေရာလေးတည်တံ့ထားအောင်လုပ်ပေးလိုက်ရင်လုပ်ငန်းတွေမှာကျွန်တော်တို့ကောင်းသွားမှာဖြစ်ပါတယ်လို့နောက်ဆရာဦးတက်ထွန်းချင်းပြောထားတဲ့ shift working တွေပေါ့ shift working တွေကအခုနောက်ပိုင်းမှာပိုပြီးကျွန်တော်တို့စကားပြောလာတယ်ပေါ့ပေးပါတယ်အများကြီးထွက်တယ်ပေါ့ကျွန်တော် night shift ဆင်းတဲ့လူတွေပေါ့ညမှာဆင်းတဲ့လူညမှာအလုပ်လုပ်တယ်မနေ့ကျတော့ပြန်တနေ့လုံးအိတ်တယ်အဲ့မှာကျွန်တော်တို့ခန္ဓာကိုယ်နဲ့တက်တဲ့ hormone တွေ circadian rhythm ဆိုတာမနေ့အေးရနိုးပြီးတော့တက်ကြွနေချိန်မှာပို insulin ထွက်တယ်အဲ့ဒီအချိန်မှာသူကအိတ်လိုက်တဲ့ကျတော့ insulin တွေကျသွားတယ်ညဘက်အိတ်နေတဲ့ချိန်မှာအလုပ်လုပ်နေတယ်အဲ့ကြ insulin မထွက်တဲ့ချိန်မှာအလုပ်လုပ်နေတဲ့အခါကျတော့ insulin ထွက်နေတဲ့ချိန်မှာလုပ်တဲ့အခါကျတော့သုံးဆွဲမှုကများပြီး insulin ကမထွက်အဲ့မှာဟိုက်ဘူတွေရပြန်အောင်ဒါပေါ်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ night shift တွေနေဆိုတော့ပြေးထားတဲ့ဆေးတွေပြန်ချိန်စားမယ်မနေ့ဆေးကိုများတာတော့ညဆေးနေတာတော့အဲ့ဒါကျွန်တော်ပြန်ချိန်စားမယ်ဆိုတော့ဒီလိုချက်တွေအကုန်လုံးထည့်ပြီးစဉ်းစားရင်တော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့လုပ်ငန်းခွင်ကျမ်းမာရေးဒီနေ့ကစံပို့နဲ့လည်းပိုပြီးကြိုက်မှာဖြစ်ပါတယ်လို့